အားလုံးပဲပထမဆုံးအနေနဲ့ကျွန်တော်ကတော့တောင်းပန်ချင်ပါတယ်ဒီအပိုင်းတွင်မနှိမ့်မြို့စီဟာစိတ်မတက်မတာဖြစ်စေတာကိစ္စတွေအများများနေတာကျွန်တော်ပါဝင်လူတိုင်းဒီပါလည်းဖြစ်နေတာအဲ့ဒါကြောင့်မလို့ဒီအပိုင်းတွင်မှာဗီဒီယိုတင်ဖို့ကျွန်တော်နည်းနည်းနောက်ကျသွားတာရယ် reply တွေမပြန်ခဲ့တာရှိရင်လည်းကျွန်တော်အရင်ဆုံးတောင်းပန်ချင်ပါတယ် Hi everyone ဘလော့ပိုင်ထိုးရကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကိုလာမေးထားကြတဲ့ bro ရေလက်ဆက် AC 900H လေးပြပါအောင်ဆိုတဲ့ brother တွေအတွက်အနီရောင်လေးကတော့မရှိတော့တဲ့အတွက်ကြောင့်ကျွန်တော်အဖြူရောင်လေးနဲ့ပဲပြပေးလိုက်ပါတယ်အားလုံးပဲ let's go okay ထူးတော့ဘာမှပြောကြမှရှိပါမယ်ကျွန်တော်တယောက်တည်းအမြင်ကိုပြောရမယ်ဆိုတော့ future move ဆန်တော့ကားလုံးဝကိုလန်ထွက်နေပါတယ်ပေါ်တိုက်ကဖြစ်ပြီးတော့ပထမဗီဒီယိုမှာတွေ့ခဲ့ရတဲ့အနီရောင်လေးကတော့ close or open root အမိုးအဖွင့်ပိတ်ရတယ်ဒီကောင်လေးကတော့အမိုးဖွင့်ပိတ်တော့မရဘူးဗျဘာပဲဖြစ်ဖြစ်ကားတော့ဖွင့်လိုက်တာနဲ့တကားဖွင့်ဖို့အတွက်အဲ့ဒါလေးထွက်လာတာတော့ကျွန်တော်တော့စောင်းရင်ကြိုက်ပါတယ် anyway okay လက်ထဲလဲတော့ရောက်နေပြီဆိုတော့ let's go ကဲအဲ့ဒါဆိုတော့ကားကိုဆက်လို့ကြည့်မယ်ဆက်မလို့ခင်တကားပွင့်နေတယ်ဆိုပြီးတော့ပြနေတော့ကျွန်တော်လဲတကားလေးပိတ်လိုက်ပါတယ် okay stop brother ကျွန်တော်အရှက်ပွဲပါပြီခြားကားတွေလိုမျိုးဆက်နိုးလိုက်တာနဲ့ဘူးတွတ်မိမဲ့ထင်ပြီးကျွန်တော်စောင့်နေတာအမှန်တော့ကားဆက်နိုးနေပါပြီ hybrid ဖြစ်တဲ့အတွက်ကြောင့်အတန်ကတော့အရင်ကြီးအဲ့လောက်မဆူညံဘူးပေါ့ဗျာကျွန်တော်မှားတာပါတူတော့ဘာမှပြောပြစရာမရှိတော့လည်းမဟုတ်ပါဘူးရှိပါတယ်ကျွန်တော်မပြောတတ်တာပါဘာဖြစ်ဖြစ်အဓိကဒီကားကိုစတွေ့ရတာကျွန်တော်ကတော့မောင်းကျင်နေတာနဲ့အဓိကတော့မောင်းမှုပါပဲ okay let's go ကလေးလင်ရလဲတော်ပါပြီ let's go တင်ကိုယ်တိုင်နိုးထားမှချင်းကြောက်လာပြီโอเคအားလုံးပဲဒီနေ့တော့ဒီလောက်ပါပဲအံ့ဩစရာတွေလုပ်ပြခဲ့တဲ့လူတွေကိုရှူစားခဲ့ရပါတယ်ဟင်း sorry ပါကျွန်တော်မှားတာပါအားလုံးပဲဒီခြေနေကြီးကအများဆုံးပြီးတော့မှာပါနောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့အားလုံးပဲ bye 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 bye